ဂျပန်နိုင်ငံအိုဆာကာရဲ့ဆင်ခြေဖုံးမှာရှိတဲ့ဟိုက်ရှိမကျောင်းဟောင်းအကြောင်းကြားဘူးလား1950ခုနှစ်တွေကစတင်တည်ဆောက်ခဲ့ပြီး1980မှာစွန့်ပစ်ခံခဲ့ရတဲ့ကျောင်းကြီးအဲ့ဒီမှာကျောင်းသားတွေပျော်ရွှင်စရာအမတ်တရတွေပြုလုပ်ခဲ့ပေမဲ့တချို့အမတ်တရတွေကဘယ်တော့မှမထွက်သွားခဲ့ဘူးကျောင်းပိတ်ပြီးနှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ဒီကျောင်းဟောင်းကြီးကလူတွေကိုဆွဲဆောင်နေတော့မဲ့ဒါပေမဲ့အဲ့ဒီထဲကိုဝင်သွားတဲ့သူတိုင်းပြန်ထွက်လာခဲ့တာမဟုတ်ဘူးဒီနေ့ညကျွန်တော်ပြောပြမယ့်ဇလန်းကအဲ့ဒီကျောင်းထဲကတရေတစေတွေကြောင်းနဲ့သူတို့ရဲ့မပြီးဆုံးသေးတဲ့ဆန္ဒတွေကြောင်းဟိုက်ရှိမကျောင်းကိုစတင်တည်ဆောက်ခဲ့တုန်းကအိုဆာကာရဲ့အကောင်းဆုံးကျောင်းတွေထဲကတစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့1980ခုနှစ်လောက်မှာထူးဆန်းတဲ့ဖြစ်ရပ်တွေစဖြစ်လာတဲ့ကျောင်းသားတွေကညဘက်ဆိုရင်စာသင်ခန်းထဲကမိမိတ်တန်တွေခြေတံတွေကိုကြားလာရတဲ့ဆရာတွေကလည်းညလုံးကြုံရေးစောင့်နေရင်မမြင်ရတဲ့အရာတွေကိုခံစားလာရတဲ့ဒဏ္ဍာရီတစ်ခုကတော့1985မှာကျောင်းသူမလေးတစ်ယောက်ကျောင်းထဲမှာပျောက်ဆုံးသွားခဲ့တယ်လို့ဆိုတယ်သူ့နာမည်ကယူကီကအတန်းဖော်တွေနဲ့စနောက်ရင်းကျောင်းရဲ့မြေအောက်ခန်းထဲကိုဝင်သွားခဲ့ပြီးပဲတော့မှပြန်မထွက်လာတော့ဘူးဒါပေမဲ့သူ့ရဲ့အရေးကလေးကိုကျောင်းထဲမှာလှည့်လည်နေတော့လို့ပြောကြတယ်ယူကီရဲ့အရေးကသူ့ကိုရှာမတွေ့ခဲ့တဲ့သူတွေကိုလိုက်ရှာနေတော့မဲ့ကျောင်းကို1980မှာပိတ်လိုက်ပြီးနောက်ပိုင်းလူတွေကဒီကျောင်းကိုရှောင်ကြတယ်ဒါပေမဲ့လူငယ်တချို့ကတော့စွန့်စားခန်းလုပ်ပြီးဝင်လာကြတယ်အဲ့ဒီထဲကတယောက်ကကျွန်တော်ရဲ့တငယ်ချင်းဟီရိုသူက2015မှာဒီကျောင်းထဲကိုဝင်သွားခဲ့ပြီးပြန်ပြောပြလာတဲ့ဇလန်းကလူတိုင်းကိုထိတ်လန့်စေခဲ့တယ်ဟီရိုကသူ့ရဲ့တငယ်ချင်း3ယောက်နဲ့အတူည7:00 နာရီလောက်မှာကျောင်းထဲကိုဝင်သွားခဲ့တယ်သူတို့မှာဓာတ်မီတစ်လုံးစီကင်မရာတစ်လုံးနဲ့ဗီဒီယိုရိုက်ဖို့ဖုန်းတွေယူလာခဲ့တယ်ကျောင်းထဲကိုရောက်တာနဲ့လေတူးကအေးဆက်ပြီးလေးလံနေတယ်လို့ခံစားရတယ်လို့ဟီရိုကပြောတယ်သူတို့ပထမထပ်ကစာသင်ခန်းတွေထဲကိုဝင်ကြည့်ကြတယ်စပွဲတွေကလတ်ထိုင်တွေကဖုန်တက်နေပြီးပင့်ကူအိမ်တွေနဲ့ပြည့်နေတယ်ဒါပေမဲ့တစ်ခုကထူးဆန်းတဲ့စာသင်ခန်းတစ်ခန်းရဲ့ပုတ်ပြားပေါ်မှာဂျပန်စာနဲ့မထွက်သွားနဲ့ဆိုတဲ့စာလုံးတွေရေးထားတယ်ဘသူရေးထားမှဟမ်မသိဘူးပြီးတော့အဲ့ဒီစာသင်ခန်းထဲမှာကလေးရဲ့တန်းတစ်ခုကြားလိုက်ရတယ်ဟီရိုတို့အဖွဲ့ကြောက်လာပေမဲ့ဆက်သွားကြတယ်ဒုတိယထပ်မှာဂီတခန်းကိုရောက်တယ်အဲ့ဒီမှာဆန်နယာဟောင်းတစ်လုံးရှိနေတယ်ဘယ်သူမှမထီဘူးဆိုပေမဲ့ဆန်နယာကသူ့အလိုလိုတီးနေတယ်လို့အတန်ထွက်လာတယ်ဟီရိုကအဲ့ဒီအချိန်မှာသူ့ရဲ့ကင်မရာထဲကိုတစ်ခုခုရိုက်မိခဲ့တယ်ဓာတ်ပုံထဲမှာဆန်နယာဘေးမှာမိန်းကလေးတစ်ယောက်ရဲ့အရိပ်ကလေးရှိနေတဲ့သူ့မျက်လုံးတွေကဟိုက်ရှိမကျောင်းရဲ့ပုံစံပန်းထိုးထားတဲ့ယူနီဖောင်းကိုဝတ်ထားတယ်ဟီရိုတို့အဖွဲ့ကြောက်လန့်ပြပြန်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ထွက်ပေါက်ကိုရှာမတွေ့တော့ဘူးလေကားတွေပြောင်းလဲနေတယ်လို့အခန်းတွေကတစ်ခန်းပြီးတစ်ခန်းထပ်ပေါ်လာနေတယ်လို့ခံစားရတယ်အဲ့ဒီအချိန်မှာဟီရိုကသူ့နောက်မှာတစုံတစ်ယောက်လိုက်နေတာကိုခံစားရတယ်လှည့်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့သူ့ရဲ့ဓာတ်မီမှာအရေးတစ်ခုဖြစ်ပြေးသွားတာကိုတွေ့လိုက်တယ်နောက်ဆုံးဟီရိုတို့မြေအောက်ခန်းထဲကိုရောက်သွားတယ်အဲ့ဒီမှာယူကီရဲ့ပုံတူပုံတစ်ပုံရှိနေတဲ့ပုံထဲကမိန်းကလေးကဟီရိုကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်အဲ့ဒီအချိန်မှာဟီရိုရဲ့တငယ်ချင်းတစ်ယောက်ကမင်းနောက်မှာတစ်ယောက်ရှိတယ်လို့အော်လိုက်တယ်ဟီရိုလှည့်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့သူ့ရဲ့လက်ပင်မှာအေးဆက်တဲ့လက်တစ်ဖက်ကိုခံစားလိုက်ရတယ်ဟီရိုတို့ဘယ်လိုလုပ်ပြန်ထွက်လာခဲ့လဲဆိုတာကိုသူတို့တောင်မမှတ်မိတော့ဘူးဒါပေမဲ့ပြန်ထွက်လာပြီးနောက်မှာဟီရိုရဲ့ကင်မရာထဲကဓာတ်ပုံတွေကိုကြည့်လိုက်တော့မိန်းကလေးတစ်ယောက်ရဲ့အရိပ်ကနေရာအနှံ့မှာရှိနေတယ်သူတို့ထွက်လာပြီးရက်ပိုင်းကြာမှာဟီရိုရဲ့တငယ်ချင်းတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်ဟိုက်ရှိမကျောင်းဟောင်းကအခုထိရှိနေတော့မဲ့ယူကီရဲ့ဝိညာဉ်ကလည်းအဲ့ဒီမှာလှည့်လည်နေတော့လို့ပြောကြတယ်မင်းသာအဲ့ဒီကျောင်းထဲကိုဝင်ဖြစ်ရင်မင်းနောက်ကလိုက်လာတဲ့ခြေတံတွေကိုနားထောင်ကြည့်ပါကဲဟိုက်ရှိမကျောင်းဟောင်းရဲ့ညမီမိတ်တန်ဇလန်းလေးဒီမှာပဲရက်လိုက်ပါတော့မယ်ဒီလိုထိတ်လန့်စရာဇလန်းတွေဆက်နားထောင်ခြင်းရင် like လုပ်ပြီး subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်နောက်တစ်ပုတ်မှာပိုကြောက်စရာကောင်းတဲ့ဇလန်းနဲ့ပြန်တွေ့ကြမယ်ဒါမှမဟုတ်ရင်ယူကီကမင်းကိုလာရှာနိုင်တယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တာတာဘိုင်ဘိုင်